ကျမနဲ့အမတို့ဖះเจ้าမှာကန်ကောင်းဖို့ဆူတောင်းနေတော့ကျမလက်ချောင်းကိုကန်ဆန်းမဲချောင်းကစူးမိပြီးသွေးတစ်ဆက်ကဖားတကောင်ပေါ်ကိုကျသွားခဲ့တယ်။ရုတ်တရက်ရွှေရောင်အလင်းတန်းတစ်ခုဖြတ်သွားတယ်။အဲ့ဒီအချိန်ကစပြီးကျမဘဝကယထာသလိုမျိုးဖြစ်သွားတယ်။စိတ်ကူးရင်ပြီးဝယ်လိုက်တဲ့ဆန်ထိုးကအဖိုးမဖြတ်နိုင်တဲ့တိုးစီစိမ့်ဖြစ်နေတယ်။ကျမစီမံခန့်ခွဲတဲ့ဆိုင်တွေရဲ့တန်ဖိုးကလည်းရုတ်တရက်10 ဆလောက်တက်သွားတယ်။နောက်တော့မိဘုံပွဲတော်မှာရေခဲလိုအေးဆက်ပြီးခန့်ညားတဲ့တတိယမင်းသားကကျမကိုမြင်တာနဲ့ချစ်မိသွားတယ်။သူကကျမကိုသူ့ရဲ့မဟေတီအဖြစ်တိမ့်ပိုက်ခဲ့ပြီးမိုင်ပေါင်းများစွာရှည်လျားတဲ့နေရာကနေကြီးမားတဲ့ပစ္စည်းဥစ္စာတွေနဲ့လက်ထပ်ခဲ့တယ်။သူရာဇပလင်ကိုတက်ပြီးတဲ့နောက်မှာတော့ကျမကိုဒီနိုင်ငံရဲ့ဧကရီအဖြစ်သတ်မှတ်ပေးခဲ့တယ်။လူတိုင်းကဂျမ်မီသားစုဟာအဲ့ဒီအချိန်ကစပြီးအောင်မြင်မှုတွေရတော့မယ်လို့ထင်ခဲ့ကြတယ်။ဘသူကမှမထင်ထားခဲ့ဘူး။ကျမမိဘအိမ်ကိုပြန်လေပတ်တဲ့နေ့မှာမနာလိုတဲ့အမကကျမကိုရေမရှိတဲ့ရေရင်းတွေကိုတွန်းချလိုက်မယ်လို့ပေါ့။နင်ကငါထက်ဗတ်ပေါင်းစုံမှာညံ့ပြင်းတယ်။ဒါပေမဲ့နင်ကဘာလို့ဒီလောက်တောင်ကန်ကောင်းနေရတာလဲ။ငါမရနိုင်ရင်နင်လည်းရကြမလို့ဘူး။ကျမအဲ့ဒီရေမရှိတဲ့ရေရင်းထဲမှာပဲတည်ဆုံးခဲ့တယ်။ကျမမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါကန်ကျမကိုဟောကိန်းထုတ်တဲ့နေ့ကိုပြန်ရောက်နေတယ်။သူမပျော်ရွှင်လွန်းစွာနဲ့ကျမလက်ထဲကကန်ဆန်းမဲချောင်းကိုလူယူလိုက်တာကိုမြင်တော့သူမလည်းပြန်လဲမွေးဖွားလာတယ်ဆိုတာကိုကျမသိလိုက်တယ်။ကျမလက်ကိုဒီချောင်းနဲ့စူးမိပြီးသွေးကဖားပေါ်ကိုဆင်သွားတယ်။ဆရာတော်အကြံပေးစရာတစ်ခုခုရှိပါသလား။ဒါကရှေးဘဝကလေးကဆက်ဆက်လာတဲ့ကံကြမ္မာပဲ။မင်းဒါကိုပြန်ယူသွားပြီးတေချာဂယုစိုက်ပြီးမွေးမြူရမယ်။ဂျန်ယူကဖားကိုယူတုလောက်အောင်ဝမ်းသာစွာနဲ့ကင်ထားပြီးအော်ဟစ်လိုက်တဲ့ကောင်းကင်ကြီးကမျက်နှာသာပေးပြီးကံကောင်းတဲ့ဖားကနောက်ဆုံးတော့ငါစီရောက်လာပြီ။ငါလည်းဧကရီဖြစ်နိုင်တာပေါ့။သူမကျမဘေးကိုဖြတ်သွားချိန်မှာကျမနားကိုကပ်ပြီးတိုးလေးပြောတယ်ဂျန်ယူရင်းဒီတစ်ခါတော့ကောင်းတဲ့ဘဝကိုခံစားဖို့ကငါအလှဲ့ပဲကျမကတော့ဘာမှမသိတယ်လို့ဟန်ဆောင်ရင်းရင်ထဲမှာတော့ကဲ့ရဲ့နေမိတယ်